စေတော်မူဖေယစေတော်မူဗုဒ္ဓရုပ်ပွားတော်ဟာအင်္ဂါတော်အရက်ဥမောင်ကြီးတစောင်းအတွင်းတည်င်းသုံးတော်မူပါတယ်။တိုင်းရင်ဆေးဆရာကြီးဆရာမြိုင်လှူဒန်းသောရုပ်ပွားတော်ဖြစ်ပါတယ်။ယခင်ကစေတော်မူရုပ်ပွားတော်ဟာလက်ညှိုးတော်ရေကြဖျားပေးရှိလူတကိုယ်စာဝင်ပေါက်မှခန္ဓာကိုယ်စောင်းဝင်ရသောနေရာမှာရှိပါတယ်။အဋိဌံဝင်သူများဆူတောင်းပြည့်တဲ့အတွက်လူသည်များလာတဲ့အခါမူလနေရာမှာလူတယောက်သာဝင်ရောက်ဖူးမြော်နိုင်တဲ့နေရာဖြစ်တဲ့အတွက်လူအများဖူးမြော်နိုင်မှုဥမောင်ကြီးတစောင်းအတွင်းကိုပြောင်းရွှေ့ပေးထားခြင်းဖြစ်ပါတယ်။ကကုတံတောကောနာကမနောကတ္တဘောဂေါတမောမုနိစေထစေတော်မူမြတ်စွာဘုရားမေတ္တေယောပြင်စာဗုဒ္ဓတေတိတိမေတံတုတပ္ပတာဣတိတံအနုဘဝေနရခာတိဝမဟိတိကာဓမ္မေဒုက္ခိတဝန္တုမေတ္တာသဟာယကာ